တော့ဒါလေးလာပြပြတာကွာနောက်10နှစ်နေရင်နှလုံးရောဂါနိုင်နဲ့သိနိုင်ခြင်းရှိမရှိပေါ့နော်ထန်းကြီးရားကိုသူက survival rate ကိုတွက်လို့ရတယ် CBD risk လို့ခေါ်တယ်ကွာကျွန်တော်တို့က cardiovascular မင်းနှလုံးရောဂါနောက်ထပ်10နှစ်နေဖြစ်နိုင်မဖြစ်နိုင်ကိုဒီ guideline တွေအများကြီးရှိတယ်အမှ ESC guideline ကလွယ်တယ် ESC guideline ကတစ်ချက်နှစ်ချက်သုံးချက်လေးချက်ငါးချက်ထဲနဲ့ဆုံးဖြတ်လို့ရတယ်အဲ့ဒါကို ChatGPT မေးလို့ရတယ်ဒါမှမဟုတ် Google ခောက်လို့ရတယ် ESC guideline ESC guided သူက10 year risk of CBD လို့ရိုက်ထည့်လိုက်အဲ့ကျွန်တော်စစ်မဲ့ဟာတွေရေးပေးလိုက်မယ်သူကအသက်အရွယ်ရယ်ရှင်းတယ်တော့ရှင်းတယ်ခြားရရတော့သူက race တွေပါလူမျိုးတွေပါခွဲသေးတယ်တော့ရှင်းတယ်အသက်ရွယ်နဲ့ရပြီးတော့ sex ရယောက်ျားလားမိန်းမလားပြီးတော့ smoking အဲ့ကြောင့်ပြီးတော့ smoking ပါတယ်တစ်ချက်နံပါတ်3နံပါတ်4ကကျတော့အပေါ်သွေး systolic pressure ကိုယ့်ရဲ့ systolic pressure ရိုက်ထည့်လို့ရတယ်နံပါတ်5ကကျတော့သူက total cholesterol နဲ့ HDL lipid profile ဖောက်ရတယ်အဲ့တော့ total cholesterol နဲ့ HDL ratio အဲ့ ratio ကိုအချိုးချပြီးတော့အဲ့5ကိုတွက်လိုက်တဲ့အချိန်မှာကျွန်တော်ပြောမယ်နော်နံပါတ်1အသက်နော်နံပါတ်2ကအမျိုးသားတွေပိုဖြစ်လွယ်တယ်နံပါတ်3ကဆက်လက်အဲ့ကျွန်တော်ပြောရတယ်လေသူကဆက်လက်ကကောင်းကျိုးတစ်ခုမှမရှိဘူးကျွန်တော်ဆက်လက်မတော့ခိုင်းဘူးကျွန်တော်ကအရက်ဒီ ESC ကိုနှလုံးကျန်းမာရေးရောအကုန်လုံးကသူကအသေးသမားလွဲ၍နော်ကျန်တဲ့လူတွေအကုန်လုံးတောက်လို့ရတယ်ကင်ဆာသမားလွဲ၍အသေးတို့ကင်ဆာတို့ယောဂဆိုတဲ့သူကလွဲရပေါ့ကွာနော်2ပတ်တောက်လို့ရတယ်3ပတ်တောက်လို့ရတယ်လို့ဒါပြောတယ်ဆက်လက်ကတော့မရဘူး1လိမ့်တောက်လို့မရ2လိမ့်တောက်လို့မရဆက်လက်ဒီတောက်လို့ရတဲ့မှာမပါဘူးဆက်လက်တဲ့ဆိုင်ပေါ့ကပိုဆိုးတာပေါ့နော်အဲ့တော့နှလုံးယောဂဖြစ်နိုင်ရင်မဖြစ်နိုင်ရင်တဲ့မှာသူက smoking ကိုထည့်ကိုထည့်ဘယ် guideline နေကွာဘယ် nice guideline နေ ESC နေ smoking မပါလို့မရဘူးနော်ဟို American guideline နေ smoking ပါတယ်အဲ့တော့ကျွန်တော်ကအဲ့နဲ့ပတ်သက် ESC guideline ကိုကျွန်တော်ကအဓိကယူတယ်ပေါ့နော်ပြီးတဲ့ခါကျတော့အသက်ရယ် sex ရယ် smoking ရယ်ခုနပြောတယ် systolic pressure အပေါ်သွေးနဲ့လည်းဆိုင်တယ်နောက်တစ်ခုကဘာလဲဆိုတော့ cholesterol နဲ့ HDL ratio lipid profile ဖောက်လိုက်အဆီကိုဖောက်လိုက်အဲ့ဆိုရင်ထွက်လာပြီလေသွေးပေါင်ချိန်လိုက် lipid profile ဖောက်လိုက်ရင်အသက်နဲ့ sex နဲ့ဆက်လက်တောင်းမတောင်းနဲ့တွက်လိုက်ရင်အစေပဲကျွန်တော်ဆို 5% အောက်ပဲရှိတယ်အဲ့ဆိုကျွန်တော်အသက်အရွယ်နဲ့ sex နဲ့ဆက်လက်မတောက်ဘူးကျွန်တော်ဆက်လက်မတောက်လည်းကြာပြီလေဆယ်စုနှစ်မကောက်ဘူးဆိုတော့ဆက်လက်ကိုဖြတ်လိုက်တယ်အဲ့တော့ 5% အောက်ဆိုရင် low risk မင်းဒီ10နှစ်နဲ့နှလုံးရောဂါမဖြစ်နိုင်5 to 10% ထွက်လာတယ်ဆိုရင်တော့မင်းဒီ10နှစ်တွင်းမှာ moderate rate ရှိတယ် moderate ဆိုတာအဆင့်2ပေါ့ဖြစ်နိုင်ရည် level 2ရှိတယ်10% ထက်ဆိုတော့မင်းဒီဖြစ်နိုင်ရည် risk မြင့်တယ်ဒါပဲအဲ့တော့အဲ့ဒီမှာအဓိကဘာလို့ဆိုတော့ smoking ပဲအဲ့တော့ဆက်လက်တောက်တဲ့သူတွေကနှလုံးသွေးရောကျင်းမယ်နှလုံးထိမယ်လို့ကိုပြောတာဒါပဲအဲ့တော့ကျွန်တော်ဒီက5ချက်ရေးပေးမယ်เนาะအစီမစားနဲ့ဆက်လက်မတောက်နဲ့အကြော်တွေမစားနဲ့အဲ့ဆိုမင်းနှလုံးရောဂါလည်းမဖြစ်နိုင်ဘူးနာရရှိလေးဘက်နာတွေအသေးတွေကြောက်ကက်တွေဖြစ်နိုင်ရည်နေတယ်အဲ့တော့ဒီ5ချက်ပဲမှတ်ထားလိုက်เนาะ5ချက်အဲ့ဒီမှာအစီ lipid နဲ့ smoking နဲ့ okay เนาะဒီ2ချက်